နေလိုက်ပြီဗျာပြီးကြတယ်အမောလေးကပြောတော့ပြီးတော့ပေါ့အဲဒါကိုအင်းကြီးကားလေးကိုဟုတ်တယ်ရောတသိန်းလိုက်နိုင်လိုက်ဟုတ်တယ်လိုက်ဟုတ်တယ်လိုက်ဟုတ်ပြီကျန်တာကိုကြောတော့ကျန်တာကိုကြောတော့ကိုကျော်စကြတယ်ဒီခဏလေးတော့ဆရာရေတော့ပေါ့โอเคဦးဖွက်ဆရာဖောက်နေပြီဗျာဟုတ်ပါဆရာပစိုးကဲပစိုးပေးလိုက်ပါမယ်ဟာမစိုးတယ်ဗျာဆရာမိုက်တော့ဘလာလေးဆရာမိုက်ဆရာမိုက်ဘလာပါလေးဘလာပါမကြီးဘောမှာဘလာလေးဖုန်းနံပါတ်တော့ချင်ဟိုင်းတော်တော်ကဖုန်းနံပါတ်တော့ချင်ကြည့်လို့ပြောကြည့်ပြီလားဒါကြီးတော့အင်ကြီးနောက်မှအင်ကြီးတဲ့ဒီမှာအင်ကြီးတဲ့သူတို့အင်ကြီးဟုတ်ပါပြီဗျာအဲဘောမအတတော့ဒီချိန်တော့ဒီချိန်ကဒါလေးဟုတ်ကဲ့9000နဲ့ဒါဒီချိန်ကိုကငါတော့ဟောဟဲ့9000ဟုတ်ပြီနောက်ထပ်9000ရှိတယ်ဟုတ်ပြီမဟုတ်ဖွဲ့တယ်ပြရတယ်ဒါကြီးတော့ဟုတ်ပြီဇာတ်တော့ဟို9000โอเคကြိုက်ပေးမယ်နော်ခဏလေးကာနာတော့ပြတ်သွားတယ်အခုကတ်ကြီးလေးပဲအားဆိုင်သမားတွေအသာလေးတွေရောအဲဒီမှာဘုံစံပဲကြီးချိန်ဘုရားပဲကြည့်ကြည့်အဆိုးသမားတော့တရားရိုက်ထားအောင်မလို့အဆိုးသမားဘလာသမားတွေအသက်ကြည့်တယ်